皆さん、こんにちは。Lance Japanese with me ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အခန်း6ကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့နံပါတ်1 grammar လေးကိုကြည့်ကြည့်ရအောင်။နံပါတ်1ကကြတော့ noun over အဲ့တော့ noun over ဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ noun over ဆိုတော့ noun over ဒီ။ဥပမာအနေနဲ့ဆိုရင်ဘာတွေပြောရလဲဆိုရင်ထမင်းကိုစားမယ်။အေးတောက်မယ်။အဲ့တော့တနေရာပေါ့နော်တစ်ခုခုကိုလုပ်မယ်။အဲ့လိုမျိုးသုံးချင်တယ်ဆိုရင်တို့က noun တစ်ခုခုကို verb ချင်တယ်ဆိုရင် noun over ပုံစံသုံးမယ်ပေါ့နော်။အဲ့တော့ဒီ pattern လေးကိုသုံးမယ် noun over အဲ့တော့ ray ichi juice o nomimas အဲ့တော့ juice ဆိုတော့အေးကိုနော်အေးကိုတောက်မယ် juice o nomimas ဆိုအေးကိုတောက်မယ်နံပါတ်2ကကြတော့ gohan o tabemas ဆိုတော့ထမင်းကိုစားမယ်အဲ့တော့အမတို့က noun တစ်ခုကိုလုပ်မယ်ပေါ့နော်အဲ့ noun တစ်ခုကိုလုပ်ချင်တယ်ဆိုရင်အရှိမကိုလုံးမဲ့ noun ထည့်မယ်နောက်ကနေပြီး particle o ကိုသုံးမယ်အဲ့ဒီ noun ကိုပေါ့နော်အဲ့တော့နောက်မှာကျရင်ကိုလုံးမဲ့ verb အဲ့ဒီဟာကို verb မယ်ဆိုရင်စားမယ်ဆိုရင်စားမယ်တောက်မယ်နော်လာမယ်သွားမယ်အဲ့လိုထည့်မယ်ပေါ့နော်အဲ့နံပါတ်1 grammar ဒါပေါ့နော် noun over က noun ကို verb မယ်နံပါတ်2 grammar နံပါတ်2 grammar ကကြဘာလဲဆိုတော့မှာ noun oshimas အဲ့ဒီ noun ကိုလှုပ်ဆောင်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီ noun ကိုပြုလုပ်ပါမယ်လှုပ်ဆောင်ပါမယ်ဆိုရင် noun oshimas ကိုသုံးမယ်အဲ့တော့ဓမ္မဆိုရင်ဒီအောက်ကပေးထား example လေးတွေကကြာမှာတော့ shimas နဲ့တွဲသုံးတဲ့ပုံစံတွေပေါ့နော်အဲ့ဒါတွေကခုတိုးပါချက်တဲ့အခါမှာဆိုရင်မှာပါတယ်ပေါ့နော်အဲ့တော့တခါရေးဒါတွေကိုတွဲပြီးမှတ်ထားရမှာပေါ့နော်အဲ့တော့ဘောလုံးဆိုရင်မှာဘောလုံးကန်တယ်လို့ပြောချင်ရင် saka oshimas အဲ့တော့ saka oshimas ဒါပုံလေးပေါ့နော် saka ကိုဘောလုံးကိုကစားရဲဆိုရင်မှာဒီ shimas နဲ့ပဲတွဲသုံးမယ်နံပါတ်2ကကြတော့ party ကိုရှိမှအဲ့တော့ party ပွဲကိုကျင်းပါတယ်နော် party ကိုလုပ်မယ်ဆိုရင်လည်းမတို့ဒါနဲ့တွေ့တော့မယ်ရှိမှနဲ့တွေ့တော့မယ်အဲ့တော့နံပါတ်3 tennis ကိုရှိမှအဲ့တော့ tennis ကစားရဆိုရင်လည်းရှိမှနဲ့တွေ့တော့မယ်အဲ့တော့နံပါတ်4 shukuta ကိုရှိမှအိမ်စာကိုလုပ်တယ်အဲ့တော့ shukuta ကိုရှိမှအဲ့တော့နံပါတ်5 shikoto ကိုရှိမှအလုပ်ကိုလုပ်တယ်အဲ့တော့နံပါတ်6 Java ကိုရှိမှဆိုရင်ဖုန်းဆက်တယ်အဲ့တော့မတို့ဒါဟာကြတော့ကုတိုးပတ်ချက်တဲ့အခါမှာလည်းပါတယ်ပေါ့နော် shimas နဲ့တွဲသုံးတဲ့ပုံစံဆိုရင်မှာတော့ဒါလေးပေါ့နော်ဒီပေးထား example လေးကိုတစ်ခါလေးတွဲပြီးတော့မှတ်ထားမယ်ပေါ့နော် shimas ကဘာရင်းနဲ့တွဲသုံးတယ်လဲအဲ့တော့ဘောလုံးကစားတာအားကစားလုပ်တဲ့အခါပါတီပွဲတွေကျင်းပတဲ့အခါပြီးတော့အိမ်စာကိုပြုလုပ်တဲ့အခါအလုပ်လုပ်တဲ့အခါဖုန်းဆက်တဲ့အခါမှာဆိုရင်မှာတော့သုံးတယ်ပေါ့နော် shimas အဲ့တော့အဲ့ဒီ noun ကိုလှုပ်ဆောင်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ဆိုရင်မှာတော့ shimas နဲ့တွဲသုံးတဲ့ဒီ noun လေးကိုတေချာမှတ်ထားမယ်ပေါ့နော်အဲ့တော့ဒီခန်းမှာတော့ဒီလောက်ပဲပေါ့နော်နောက်ပိုင်းကျရင်မတို့ကိုတိုးပါရချက်တဲ့အခါမှာလည်း shimas နဲ့တွဲသုံးတဲ့ပုံစံလေးထပ်ပြီးတော့ပါလာလိမ့်မယ်ပေါ့နော်အဲ့တော့နံပါတ်2 grammar က noun ကို shimas အဲ့ noun ကိုလှုပ်ဆောင်ပါမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့နံပါတ်3ကကြတော့ဘာကိုလုပ်မှာလဲเนาะအဲ့တော့မတို့မေးခွန်းမေးတင်တယ်ဘာကိုလုပ်မှာလဲဆိုရင် nani o shimas က nani o shimas ကဘာကိုလုပ်မှာလဲအဲ့တော့ rei ichi ကဆုယောဘီနိ nani o shimas ကအဲ့တော့ကဆုယောဘီဆိုတော့တနင်္လာနေ့မှာဘာကိုလုပ်မှာလဲအဲ့တော့နေ့ကမှာတော့ထည့်လဲရရင်မထည့်လဲရရင်เนาะဘာလို့လဲဆိုရင်ကဆုယောဘီကကြတော့သူကနေ့ရက်တွေဖြစ်တဲ့အတွက်နေ့ရက်နောက်မှာအနိကထည့်လဲရတယ်မထည့်လဲရတယ်တနင်္လာနေ့မှာဘာကိုလုပ်မှာလဲအဲ့တော့ Kyoto ရဲ့ ikimas Kyoto ကိုသွားမယ်အဲ့တော့ Kyoto ကိုသွားမယ်ဆိုရင်မှာဒါလေးကိုပြန်မှတ်မယ်เนาะ ikimas ကရှိမှာဆိုရင်ပါတီတွေကအဲ့ကိုသုံးတယ်เนาะအဲ့တော့နေရာရဲ့နောက်မှာတော့အဲ့သုံးတယ်အဲ့တော့ ikimas ကရှိမှာလည်းအဲ့ပါတယ်အဲ့တော့ Kyoto ကိုသွားပါမယ်အဲ့တော့ very Kino တဲ့ Nani ကို shimashita ကအဲ့တော့မနေ့ကဘာကိုလုပ်ခဲ့လဲအဲ့တော့ဒီမှာ Kino ဆိုတာမနေ့ကဖြစ်တဲ့အတွက်အမတို့ဒီမှာဆိုရင်အတိတ်ဖောင်ကိုသုံးထားတယ်เนาะ shimashita ကမနေ့ကဘာကိုလုပ်ခဲ့လဲအဲ့တော့မှ Saka ကို shimashita ဘောလုံးကန်နေပါတယ်เนาะအဲ့တော့နံပါတ်3ကဆိုမခက်ခဲဘူးเนาะ Nani ကို shimas ကဘာကိုလုပ်မှလဲမေးရင်ကွာဒီလိုမေးလို့ရတယ်အဲ့တော့နံပါတ်4ကကြတော့နန်းနဲ့နာနီเนาะနန်းနဲ့နာနီဆိုအမတို့ဘာဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะမေးခွန်းပုတ်စာရဲ့မေးရခါမှာနန်းနဲ့နာနီကိုသုံးတယ်အဲ့တော့နာနီဆိုရင်တော့အမတို့ဘာဆိုပြီးမေးရပါပေါ့เนาะနန်းကကြတော့ဘယ်မှာသုံးလဲဆိုအမတို့မျိုးပြစကားလုံးဆိုရပေါ့เนาะအဲ့တော့အသက်ဘယ်လောက်လဲเนาะလူဘယ်နှယောက်ရှိလဲဘယ်နှခုရှိလဲအဲ့လိုမျိုးတွေဆိုအမတို့နန်းနဲ့အတွက်သုံးမယ်အဲ့တော့ဒီနန်းကနောက်မှာအမတို့သုံးတဲ့ဟာတွေကကြတော့သူကအမတို့တီးတန့်တင်ရတယ်ပေါ့เนาะအခန်းတစ်ခန်းစီမှာဆိုရင်ဒီခန်းကိုစပြီးတင်နေဆိုရင်အဲ့တော့နိုင်ရင်တော့မှတွဲသုံးတဲ့ဟာတွေမှာသင်ခဲ့တာရှိရပါတော့အဲ့တော့သူကခုတိုးပါတက်တဲ့အချိန်မှာလည်းပါတယ်ပေါ့နော်တီးတန့်တင်ရတဲ့ဟာလေးပေါ့အဲ့တော့ ray ichi ကိုကြည့်အောင်ဆိုတော့ nandes ကအဲ့တော့အဲ့ဒါကဘာလဲနော်အဲ့ဒါကဘာလဲမေးချင်တယ်ဆိုရင်မှာတော့ nan ကိုပဲသုံးမယ်နော်ဆိုတော့ nani des ကဆိုပြီးတော့မေးတယ်နော်အဲ့တော့နံပါတ်2ကကြတော့ nan no hondes ကအဲ့တော့ဘာရဲ့စာအုပ်လဲနော်အဲ့တော့ဘာရဲ့စာအုပ်လဲဆိုတော့အမျိုးစာအုပ်မေးရပါတော့ထားလိုက်ပါတော့ကားရဲ့စာအုပ်လားကားကြောင့်ရေးထားတဲ့စာအုပ်လားနော်ကွန်ပျူတာကြောင့်ရေးထားတဲ့စာအုပ်လားအဲ့လိုမျိုးပြအဲ့တော့ nano hondas ကပဲနေမယ်နော် nani no hondas ကဆိုပြီးမမေးဘူးနံပါတ်3ကကြတော့နေရုမအဲ့နီနန်တိုအီမတ်ကအဲ့တော့မအိတ်ခင်မှာနော်မအိတ်ခင်မှာနန်တိုအီမတ်ကဆိုဘယ်လိုပြောမလဲနော်ဘယ်လိုပြောလဲဆိုရင်မှတော့နန်ကိုတော့မယ်နော်နာနီတိုလို့မတော့နော်နန်တိုအီမတ်ကမအိတ်ခင်မှာဘယ်လိုပြောမလဲဆိုရင်မှတော့ good night လို့ပါပြောရပါနော်အဲ့လိုမျိုးပြောတယ်အဲ့တော့နံပါတ်4နန်တဲ့တိုကျိုရဲ့ ikimas ကနန်တဲ့ဆိုတော့ဘာဖြစ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အရှိခံမှာမတို့သင်ခဲ့ပြီးသားပေါ့နော်ရှင်တခုခုနဲ့ကိုကသွားမယ်ဆိုရင်ဒဲနဲ့တော့မယ်နော်နန်တဲ့ဘာဖြစ်တိုကျို ikimas ကတိုကျိုသွားမှာလေ
ဒီမှာဆိုလဲမှာတော့နန်းတယ်နော်နန်းတယ်ပဲတွေ့တော့မယ်နာနီတယ်ဆိုပြီးမသုံးနံပါတ်5နာနီတယ်တဲ့တိုကျိုရဲ့ ikimas ကအဲ့တော့နာနီတယ်ဆိုတော့ဘာဖြစ်နေတိုကျိုကိုသွားမှာလေတဲ့နော်ဒီမှာဆိုရင်မှာတော့နာနီတယ်နဲ့တွေ့မသုံးဘူးနော်နန်းတယ်နဲ့ပဲတွေ့တော့မယ်ဘာဖြစ်တိုကျိုကိုသွားမှာလေနော်အဲ့တော့ရှင်းခန်းဆန်တဲ့ ikimas ရှင်းခန်းဆန်နဲ့သွားပါမယ်ပေါ့နော်အဲ့တော့ဒီအသုံးကသုံးလို့မရအောင်နော်ရှင်းခန်းဆန်တဲ့ ikimas ရှင်းခန်းဆန်နဲ့သွားပါမယ်အဲ့ဒီမှာအမတို့အောက်မှာပေးထားရပါတော့နန်းကိုမျိုးပြစကားလုံးတွေနဲ့လည်းတွဲသုံးနိုင်တယ်မျိုးပြစကားလုံးဆိုတာဘာလဲဆိုအမတို့ဒီအခန်းလေးမတင်ရခင်မှာပေါ့နော်အဲ့တော့အခြေခံ N5 ကိုထားပြီးဟီတာခဏခဏခဏသင်ပြီးရခါမှာပါကိန်းကန်းနဲ့နေတင်ရတဲ့အခါမှာဒီမျိုးပြစကားလုံးတွေလည်းတွဲတင်တယ်ပေါ့နော်အဲ့ခါလေးပြောတော့ပြောမယ်ဆိုဥမာအနေနဲ့ဆိုအသက်ဘယ်လောက်လဲနန်းဆိုင်လို့နော်နန်းနင်းလို့နော်အဲ့တော့နန်းတိုက်တို့နန်းမိုက်တို့အဲ့တော့ကြီးငယ်ဟွာစက်ပစ္စည်းဆိုဘယ်လိုရည်တွက်မလဲပါးလာတဲ့အရာလေးဆိုဘယ်လိုရည်တွက်မလဲအဲ့လိုနန်းအဲ့ဟာလေးပေါ့နော်အဲ့ဒါဆိုမျိုးပြစကားလုံးတွေလို့ခေါ်တယ်အဲ့မျိုးပြစကားလုံးကကြာအမတို့ဟိုးရှေ့မှာတင်နေရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အာနတာဝနန်းဆိုင်တက်စ်ကမင်းရဲ့အသက်ဘယ်လောက်လဲအဲ့တော့နန်းဆိုင်ကမှမျိုးပြစကားလုံးပေါ့နော်ဆိုင်ဆိုတာမျိုးပြစကားလုံးဆိုတော့အမတို့နန်းနဲ့တွဲမိတယ်အဲ့တော့လူမေးချင်နန်းနေနော်နန်းနေတက်စ်ကအဲ့တော့မတို့ပစ္စည်းစက်ပစ္စည်းကိုမေးချင်နန်းထိုင်တက်စ်ကနော်အဲ့တော့ပါလာတဲ့အရာလေးမေးချင်နန်းမိုက်တက်စ်ကအဲ့ဒါမျိုးပြစကားလုံးနဲ့နန်းကိုတွဲသုံးမယ်ပေါ့နော်ပြီးရဲ့ခါကျရင်အမတို့ခုနကအပေါ်မှာပြောသွားတဲ့မြေပြစကားလုံးတွေရဲ့နားနဲ့တွဲသုံးတာရဲ့လွဲပြီးတော့ကျန်တဲ့စကားလုံးတွေကမှနားနီနဲ့တွဲသုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်နာနီယိုခိုင်မတ်ကဘာကိုဝယ်မှလဲခုနကလိုမျိုးပေါ့နော်နံပါတ်3 grammar လို့ဘာကိုလုပ်မှလဲဆိုရင်နာနီယိုရှိမတ်ကနာနီယိုခိုင်မတ်ကနာနီယိုတာဘမတ်ကဘာကိုစားမှလဲနော်အဲ့တော့ဘာကိုဆိုတဲ့အဓိပ္ပာယ်နဲ့ပို့ပြီးတော့မေးချင်တယ်ဆိုရင်မှနာနီယိုသုံးမယ်နော်နံပါတ်5 grammar အဲ့တော့နံပါတ်5 grammar ကကြတော့ noun နေရာရဲ့နောက်မှာမတော့ဘာကိုသုံးမလဲဆိုရင် particle ထဲကိုသုံးမယ်ပေါ့နော်နောက်မှာကျတော့မတော့ verb ပါမယ်အဲ့နေရာမှာ verb မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ verb က action verb ဖြစ်နေတယ်ဆိုရင်နေရာရဲ့နောက်မှာမတော့ထဲကိုသုံးမယ် action verb ဆိုတာဘာလဲဆိုတော့မတော့စားတယ်သွားတယ်လာတယ်နော်ဝယ်တယ်ကိုကလှုပ်ဆောင်တဲ့ဟာဆို action verb ပေါ့နော် action verb တွေအကုန်လုံးရဲ့နောက်မှာမတော့ဘာကိုသုံးမလဲဆိုရင်နော်အဲ့နေရာရဲ့နောက်မှာဆိုရင်မတော့ထဲကိုသုံးမယ် verb က action verb ဖြစ်နေပြီးတော့နေရာနောက်မှာမတော့ပါနေမယ်ဆိုရင်ထဲကိုသုံးမယ်နော်အဲ့တော့ reiki အခီတဲ့ရှင်မိုအိုခိုင်မတ်အဲ့တော့ဘူတာမှာပေါ့နော်အဲ့တော့ဘူတာမှာရှင်မိုအိုခိုင်မတ်ဆိုခိုင်မတ်ကမှတော့ action verb ဖြစ်တယ်ပေါ့နော်အဲ့တော့ where ဒီဆို action verb ဖြစ်တဲ့အတွက်မှာတော့ဘူတာရဲ့နေရာရဲ့နောက်မှာမှတော့ထဲကိုသုံးနိုင်အခီတဲ့ရှင်မိုအိုခိုင်မတ်ဘူတာမှာတော့သတင်းစာကိုဝယ်ပါမယ်အဲ့နော်အဲ့တော့အဲ့ grammar pattern လေးရထားပေါ့နော်အဲ့နံပါတ်6ကကြတော့ vermasan ကဆိုတာဘာလဲဆိုတော့မှတော့ verb ကြရအောင်လားဆိုပြီးပြောကိုကအတူတကွလှုပ်ဆောင်မှုဖိတ်ခေါ်တဲ့အခါမှာဆိုသုံးမယ်ပေါ့နော်အဲ့တော့ကိုကတခုခုအတူသွားစားကြဆိုလားအတူတူကြည့်ကြဆိုလားအဲ့လိုမျိုးလေးနေချင်တဲ့အခါမှာတော့ verb ဆန့်ကကိုသုံးမယ်အဲ့တော့အရှိမကိုသုံးနေတဲ့ verb ကို must ပြုတ်ပြီးတော့ထည့်လိုက်အောင်ပေါ့နော်အဲ့တော့ rei ichi အရှောနီရဲ့ kyoto ရဲ့ ikimasan ကအဲ့တော့အတူတူ kyoto ကိုသွားကြဆိုလားနော်သွားကြရအောင်လားတော့ကိုဖိတ်ခေါ်လိုက်တာပေါ့နော်အဲ့တော့အတူတူစားကြရအောင်လားဆိုရင် ishoni နော်နေ့လည်စာဆိုရင် hirugo han ota ပဲမှာ san ကနော်အဲ့လိုမျိုးလေးမေးလို့ရတယ်နံပါတ်1နံပါတ်6 grammar လေးရထားပေါ့နော်ဖတ်ကြရအောင်လားဆိုရင်မှာဗမာဆန့်ကနေတော့မယ်အဲ့တော့နံပါတ်9ကကြာအမှာတော့ပြန်ပြီးတော့ထောက်ခံမယ်ပေါ့နော်ကဲဖတ်ကြဆိုလောက်ကြဆိုရင်မှာတော့ဒါကိုပြန်သုံးမယ်ဗမာရှော့ဆိုရင်ဖတ်ကြရအောင်ဖတ်ကြဆိုနော်ခုနကမှာတော့အပေါ်ကမေးလိုက်တယ်ပေါ့နော်အဲ့တော့ဒါပဲမဆန့်ကစားကြရအောင်လားဆိုရင်ဒါပဲမရှော့ဆိုရင်စားကြဆိုနော်အဲ့လိုအဓိပ္ပာယ်လေးအဲ့တော့ verb ကိုမှာတော့အရှိမ must ပြုတ်ပြီးတော့ထည့်လိုက်မယ်နောက်ကမရှော့ကလိုက်မယ်အဲ့တော့ rate အထိဆော့တိုးတဲ့ယာဆုမီမာရှော့အဲ့တော့ခဏလောက်နားကြဆိုเนาะယာဆုမီကနားသည်အဲ့တော့ယာဆုမီမာရှော့ဆိုနားကြဆိုနံပါတ်2ကအရှော့နီဟီရူကိုဟန်အိုဒါဘဲမဆန်ကအတူတူနေလေစာကိုစားကြရအောင်လားအဲ့တော့ဒါဘဲမရှော့အင်းစားကြဆိုเนาะအဲ့တော့ဒီနှစ်ခုကမှတွဲပြီးမှတ်ထားပါတော့မာဆန်ကနဲ့မိရဲ့ခါကျရင်မှဒီလိုလေးပြန်ဖြေလို့ရတယ်မာရှော့နေပါเนาะအဲ့တော့နံပါတ်8ကကြတော့ကဆိုတာကြာနာနီနာနီကဆိုတာနာနီနာနီလားဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်မတို့ကဆိုတာကြာမေခွန်းရဲ့နောက်ဆုံးမှာပိုင်းလဲမမေခွန်းဖြစ်သွားတယ်เนาะအဲ့တော့ example လေးကိုဖတ်ကြည့်အောင်日曜日で京都へ行きましたအဲ့တော့တနင်္ဂနွေနေ့က京都မြို့ကို行きましたဆိုတော့တွားခဲ့ပါတယ်เนาะအဲ့တော့京都ですက京都လားเนาะいいですねကောင်းလိုက်တာเนาะအဲ့တော့ဒီမှာဆိုရင်မတို့ကကိုဘယ်လိုသုံးတာလဲဆိုရင်京都လားเนาะအဲ့တော့ကိုကပြန်မေးတင်တဲ့အခါမှာဆိုရင်မတို့ဒါလေးကိုသုံးတယ်ပေါ့เนาะ京都ですက京都လားเนาะအဲ့တော့ငါတော့မနေ့ကမုတ်စားခဲ့တယ်နော်ငါမနေ့ကရေခဲမုတ်စားခဲ့တယ်ရေခဲမုတ်လားအဲ့လိုမျိုးကိုကလားဆိုပြီးပြန်မေးချင်တယ်ဆိုရင်မှာဒီကကိုသုံးရတယ်နော်အဲ့တော့နာနီနာနီကဆိုရင်မှာလားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်အဲ့တော့ kyoto das ka i das နဲ့ kyoto လားနော်ကောင်းလိုက်တာနော်အဲ့လိုမျိုးပြန်မေးချင်တဲ့အခါမှာဒီကကိုသုံးတယ်ပေါ့နော်အဲ့တော့အခန်း6က grammar လေးကဒါပဲပေါ့နော်အဲ့တော့ grammar လေးတွေကိုအမတို့ကတစ်ခေါက်နဲ့နားမလဲဆိုရင်2ခေါက်3ခေါက်တေချာအောင်ပြန်ကြည့်မယ်နော်တေချာလေးနားလဲအောင်ပြန်ကြည့်မယ်ပြီးရခါကျရင်ဘတ်စာအုပ်မှာပါတဲ့ဟာလေးတွေကိုကိုယ့်ဘာသာကိုဖြည့်ကြည့်မယ်နော် Hi
အဲ့ဆိုရင်တော့အမတို့ဒီနေ့ဒီလောက်ပါပဲเนาะနောက်နေ့အခန်း9မှာအမတို့ပြန်တွေ့ကြပါမယ် Bye minus